ဂျပန်မှာလာစာတွေကနေပြီးတော့ဘာအခွန်တွေနှုတ်ခံရလဲပေါ့လေကျွန်တော်တို့လာစာတွေကနေပြီးတော့အခွန်အနည်းဆုံး9မျိုးနှုတ်ခံရတယ်ပေါ့လေဆေးဆိုင်တို့ဟကန်ဆိုင်တို့ပေါ့လေအဲ့လိုလူမျိုးတွေအနည်းဆုံး9မျိုးနှုတ်ခံရတယ်ပေါ့လေနံပါတ်1ကပေါ့လေကန်ကိုဟိုကန်ယိုလို့ခေါ်တယ်ကျမကြီးအမကန်ခွန်နှုတ်ခံရတယ်ပေါ့လေနံပါတ်2ကဟိုးစေးနိုင်ကင်ဟိုကန်လို့ခေါ်တယ်ပင်စင်အာမကန်အခွန်နှုတ်ခံရတယ်ပေါ့လေနံပါတ်3ကပေါ့လေဟိုယိုဟိုကန်လို့ခေါ်တယ်ပေါ့လေအလုတ်သမားအာမကန်အခွန်နှုတ်ခံရတယ်ပေါ့လေနံပါတ်4ကရှော့တုတ်ကုစေဆိုပြီးတော့ဝင်ငွေခွန်နှုတ်ခံရတယ်နံပါတ်5ကဂျူးမင်းစေဆိုပြီးတော့စီဗန်ခွန်နှုတ်ခံရတယ်ပေါ့အသက်40ကျော်သွားရင်နံပါတ်6ဖြစ်တယ်ပေါ့လေခိုင်ကောဟုတ်ကန်ဆိုတဲ့စောင်းရှောက်ရေးအာမကန်ခွန်နှုတ်ခံရတယ်ပေါ့လေကျွန်တော်တို့ကလာစာရရင်တရားရခိုင်တော့အပြည့်ကျွန်တော်တို့အိတ်ထဲကိုမဝင်ဘူးပေါ့လေအခွန်မျိုးနှုတ်ပြီးတော့ကျွန်တော်တို့အိတ်ထဲကို80ရာခိုင်နှုန်းလောက်ဝင်တယ်ပေါ့လေ80ရာခိုင်နှုန်းလောက်ဝင်တယ်အဲ့မှာပေါ့လေရှိုတုတ်ကုစီကိုကျွန်တော်ကစိတ်ထဲမှာပေါ့လေအထင်ဆုံးဖြစ်နေတယ်ပေါ့လေဘာကြောင့်လဲဆိုလို့ရှိရင်ဝင်ငွေတွေကနေပြီးတော့ကျွန်တော်တို့ကရှိုတုတ်ကုစီဆိုတဲ့ဝင်ငွေခွန်ပေးရတယ်အဲ့ဒါအပြင်ပေါ့လေကျွန်တော်တို့ပစ္စည်းတစ်ခုပဲဖြစ်ဖြစ်အပြင်မှာသွားဝင်ရင်ရှိုးဟီးစီဆိုပြီးတော့တုံးဆွဲကွာ10ရာခိုင်နှုန်းထပ်ပေးရတယ်ကျွန်တော်တို့ကအခွန်2ကြိမ်ဆောင်ရတယ်ပေါ့လေ2ကြိမ်ဆောင်ရတယ်ဂျပန်မှာပေါ့လေအဲ့ဒီစနစ်ကြီးอ่ะပေါ့လေကျွန်တော်မကြိုက်တဲ့စနစ်ကြီးဖြစ်တယ်ပေါ့လေအခွန်ကျွန်တော်2ကြိမ်ဆောင်ရတယ်ဝင်ငွေရတဲ့ချိန်ကျရင်ဝင်ငွေကုန်ဆိုပြီးဆောင်တယ်ပတ်စံ3တဲ့ချိန်ကျရင်လည်းတုံးဆွဲကုန်ဆိုပြီးဆောင်ရတယ်ပေါ့လေအဲ့တော့ကိုဝင်ငွေတစ်ခုတည်းမှာကိုကအခွန်2ကြိမ်ပေးရတယ်ပေါ့လေအဲ့ဒီစနစ်ကြီးမြင်ပြတ်သွားရင်ကောင်းမယ်ပေါ့လေပြတ်ဖို့တော့တိတ်မရှိဘူးထင်ပါတယ်